တညမှာတော့အပေါ်ထက်ကနေရုတ်တရက်အတန်ကျဲကြီးတွေထွက်လာလို့လင်မယားနှစ်ယောက်ပြေးကြည့်လိုက်တဲ့အခါ35နှစ်တာကာလဟာနောက်ဆုံးတော့ကုံဆုံးသွားပြီဆိုတာသိလိုက်ရပါတော့တယ်နောက်ဆုံးတော့ဘန်ကာတကားပွင့်သွားပြီသူတို့ရဲ့ချုံနှောင်မှုပေါ်ကပြီးဆုံးသွားပါပြီကလေးတွေလိုခုံပေါက်ပျော်ရွှင်နေတဲ့ဒီဇနီးမောင်နှံထဲမှာဇနီးဖြစ်သူကမြေပြင်ပေါ်ပြန်တက်ဖို့စိတ်ဆောနေပြီမဲ့ခင်ပွန်းဖြစ်သူကတော့အပြင်လောကကြီးကိုတတိအလွန်ထားနေစေပါပဲညာမိုးချုပ်ဖို့စောင့်နေတော့အမှတ်မထင်ဆဲမိသွားတယ်အာရမ်ကဆဲစကားတွေမသိတော့ဒါရှီဟောင်းပြင်တစ်လို့ဖော်ရွေတဲ့အဓိပ္ပာယ်လိုပဲသူ့ကိုလှည့်ပြောလိုက်ရပါတယ်ဒုက္ခပါပဲစိတ်ချရအောင်ခင်မွန်းဖြစ်သူကရေဒီယိုတတိကြွဝတ်စုံဝတ်ဓာတ်လီကားစီပြီးအပြင်ကိုအရင်တက်ကြည့်တယ်ဒါပေမဲ့အပေါ်ရောက်တဲ့အခါသူမြင်လိုက်ရတာကအရင်လိုလုံးဝမဟုတ်တော့ဘူးတစ်ချိန်ကတားနာခဲ့တဲ့သူတို့အင်ကြီးကအခုတော့ပျက်စီးယိုယွင်းနေတဲ့စွန့်ပစ်ရက်ွက်ကြီးတစ်ခုလိုဖြစ်ပြီးအရာအလုံးကလည်းပြိုပြက်ညစ်ပတ်နေပါပြီမူးယူနေတဲ့သူကသူ့ကိုဖျားလို့ထင်နေတယ်လို့အမိုက်ပုံးနဲ့အစာရှာနေသူနဲ့မိမဝတ်ဆောင်ဝတ်ထားတဲ့ယောက်ျားတွေကိုမြင်ပြီးသူလှန့်သွားတယ်။နျူကလ িয়ার တက်ရောင်ကြီးကြောင့်လူတွေဗီဇပြောင်းကုန်ပြီလို့ထင်ပြီးမြေအောက်ထဲချက်ချင်းပြန်ပြေးကအပြင်လောကကြီးပျက်စီးနေပြီလို့ဇနီးနဲ့တာကိုပြောလိုက်ပါတော့တယ်။အပြင်ကစိုးညစ်တာတွေမကြားရအောင်တားရဲ့နားကိုတောင်ပိတ်ထားခဲ့တာပါ။သူကမြေအောက်မှာပဲဆက်နေခြင်းပေမဲ့ဇနီးဖြစ်သူကတော့ဒီမွန်းကျက်စရာဘဝကိုညှင်းငွေပြီးအာရန်ကိုကောင်းကင်ပင်လေတောင်တန်းနေနဲ့တကယ်ပြင်ပကဘာကြီးကိုမြင်စေခြင်းနေပါပြီ။ရန်ဖြစ်နေကြတော့မှပဲယောက်ျားဖြစ်သူကရုတ်တရက်နှလုံးအမောဖောက်သွားခဲ့တာပါနောက်တနေ့မှာတော့ရိတ်ခါရီပြက်လက်သွားတာကြောင့်သူတို့တွေအပြင်ထွက်ပြီးဝယ်ယူဖို့ကလွဲလို့တခြားရွေးချယ်စရာမရှိတော့ပါဘူးအာရန်ကပဲကိုယ်တိုင်အပြင်ထွက်လာပြီးမယုံနိုင်လောက်အောင်ပြာလွင်နေတဲ့ကောင်းကင်ကြီးကိုမြင်လိုက်ရပါတယ်